နေ့စဉ်နဲ့များ TikTok မှာ Facebook မှာရာထောင်ချီတက်နေတဲ့ content တွေကြားတွေကကိုမှတ်မိနေအောင်ဘယ်လိုလုပ်ရမလဲအားလုံးမင်္ဂလာပါစီစီအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့စီဝိုင်းနဲ့ marketing ပိုင်းတွေကို sharing လုပ်ပေးနေတဲ့အောင်ကိုဖြစ်ပါတယ်မနေ့ကဗီဒီယိုမှာကျွန်တော်လူတွေရဲ့ attention ကိုယာတိုင်းနဲ့ sale မဖြစ်ဘူးဆိုတာလေးကိုပြောခဲ့တယ်တချို့ကြတော့ attention တောင်မရဘူးဆိုတဲ့ပုံစံမျိုး sale ကိုခဏထားအောင် view လည်းမများဘူး like လည်းမများဘူး share လည်းမများဘူးဆိုတဲ့ပြဿနာကိုတက်နေတဲ့သူတွေရှိပါတယ်ဆိုတော့အဲ့လိုလူမျိုးတွေပဲကျွန်တော်ဒီကနေ့ပြောချင်တာပါနေ့တိုင်းကြာကျွန်တော်တို့ရဲ့ news feed မှာ TikTok မှာဖြစ် Facebook မှာဖြစ် post တွေ video တွေကရာထောင်တောင်းချီပြီးတော့တက်နေတယ်အဲ့ဒီထဲကမှကိုမှတ်မိဖို့ဆိုလို့ရှိရင်လုပ်လို့ရတဲ့အချက်လေးအများကြီးရှိတယ်အဲ့ဒီထဲကကျွန်တော်အချက်၅ချက်ပြပြပြတာနံပါတ်1နေ့တိုင်းတင်ပါကျွန်တော်ကိုယ်တိုင်ဒီပင်နေရင်အရင်တော့ကတစ်ပတ်မှတစ်ပုတ်တစ်ပတ်မှနှစ်ပုတ်เนาะလုံးရောကျွန်တော်၄ပုတ်လောက်ပဲကျွန်တော်တင်တယ်ဗီဒီယိုပဲဖြစ်ဖြစ် post ပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုးနေ့တိုင်းမတင်မဲနဲ့တစ်ပတ်တစ်ခါတစ်ပတ်နှစ်ခါလောက်ပဲတင်နေဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲဒီ content လှိုင်းလုံးကြားထဲမှာကိုကမပေါ်ဘူးမြုပ်ကြံနေမှာနေ့တိုင်းတင်နိုင်အောင်စူးစမ်းပါအဲ့လိုနေ့တိုင်းတင်တဲ့အခါဘာပြဿနာရှိလဲဆိုရင် post တိုင်းက quality မဖြစ်နိုင်တော့ quality ကောင်းတဲ့ content တွေလည်းရှိမယ် quality အနည်းငယ်လိုအပ်တဲ့ content တွေလည်းရှိမယ်အဲကြောင့်မလို့ကျွန်တော်တို့ကအရေးအတွက်နဲ့အရေးသွေးနဲ့ကိုမျှပြီးတော့တွားရမှာဖြစ်တယ်တချို့ဆိုရင်ဗျာနေ့တိုင်းတောင်မှတနေ့ကိုတစ်ပုတ်မကောက် TikTok ဆိုရင်3ပုတ်လို့5ပုတ်လို့တင်ကြတဲ့သူတွေတော့ရှိတယ်ဆိုတော့အနည်းဆုံးတော့တနေ့တစ်ပုတ်တော့ရအောင်တင်သူများကိုပြောတယ်ကျွန်တော်ဂျားထဲမှာတနေ့တစ်ပုတ်မတင်နိုင်မဲနဲ့ပြတ်သွားတာ3ရက်လား4ရက်လားမသိရှိသွားပါပြီနံပါတ်2ကအကျိုးရှိတာတွေကိုတင်ပါဆိုတော့နေ့တိုင်းတင်ဆိုတဲ့အချိန်မှာခုနကကျွန်တော်ပြောလိုက်သလိုပဲ quantity တွေကြီးပဲတွားပြီး quality လုံးဝမပိုင်လဲအဆင်မပြေဘူးဒါပေမဲ့ quality တွေကြီးပဲလည်းအမြဲတမ်းဖြစ်နိုင်လို့ဆိုတာအဆင်မပြေဘူးဗျအဲ့တော့အနည်းဆုံးကျွန်တော်50 quality နဲ့ quantity နဲ့50လောက်တော့မျှအောင်တင်ရမယ်50မရရင်တော့80-20ပေါ့ဗျာဘယ်လိုပဲဖြစ်ဖြစ်လုံးဝမပါလာတဲ့စာလို့ရှိရင်တော့အရေးသွေးရှိတဲ့ content တွေ20%တော့ပိုင်လဲမစိုးဆိုတော့အဲ့မှာကျွန်တော်ပြောမယ်ဒီအရေးသွေးရှိတဲ့ content ဆိုတာဘာလဲပေါ့အရေးသွေးရှိတဲ့ content ဆိုတာအလွယ်ဆုံးပြောမယ်ဆိုကိုယ့်ရဲ့ web သူတွေကိုယ့်ရဲ့channel ကိုကြည့်တဲ့သူတွေကိုယ့်ရဲ့ page ကိုကြည့်တဲ့သူတွေအကျိုးရှိစေမဲ့အရာတွေကိုပေးနေတာကို quality content လို့အလွယ်တကူပြောလို့ရတယ်ဗျာဟိုဗီဒီယိုတွေပြန်လည်နေမှအတန်နေ share ကောင်းနေမှမဟုတ်ဘူးအဓိကကျွန်တော်ပြောချင်တာကျွန်တော်စီမှာကြည့်နေတဲ့သူတွေကစီးပွားရေးနဲ့ပတ်သက်တဲ့ marketing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိချင်ကြည့်နေတဲ့သူတွေများတယ်အဲ့ဒီလူတွေအတွက်အဲ့ဒီအကြောင်းအရာတွေကျွန်တော်ပေးနိုင်တယ်ဆိုတာ quality content ပဲအဲ့ဒီလူတွေအတွက်အဲ့ဒီအကြောင်းအရာတွေဘုတ်ဘက်နဲ့ထင်ရည်လျှောက်ပြောနေမယ်ဆိုရင်ဒါ quality content မဖြစ်တော့ဒီလိုမျိုးကျွန်တော်တို့အကြံဉာဏ်ပြောလို့ရတယ်အသေးစိတ်ထပ်ပြောရင်တော့ပို့ပြီးတော့ကျေသွားပါလိမ့်မယ်နံပါတ်3ကတော့လုပ်ငန်းနဲ့ဆက်ဆက်တဲ့ဟာသလေးတင်ပါကျွန်တော်ရှေ့ရဗီဒီယိုမှာပြောခဲ့တယ်ဟာသတွေကလူတွေကိုစိတ်ဝင်စားမှုဖြစ်စေတယ်ဒါကြောင့်မလို့ဟာသတွေပဲထိုင်တင်နေမယ်ဆိုရင်ကိုယ့်ရဲ့စေးနဲ့ဘာမှမဆိုင်ပဲဖြစ်သွားလိမ့်မယ်လို့ပြောခဲ့တယ်ဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းနဲ့ဆက်ဆိုင်တဲ့တက်ဆိုင်တဲ့ဟာသလေးအဆင်ပြေတယ်ဗျာပြောချင်တာက accountant ဆိုရင်လုပ်ငန်းဆိုရင် account နဲ့ပတ်သက်တဲ့ဟာသလေးတွေကျွန်တော် business ဆို business ပတ်သက်တဲ့ဟာသလေးတွေဒါမျိုးလေးတွေကလူတွေကိုပြုံးပြော့စေတယ်ပြီးတော့သဘောတဘာဝလည်းတူညီတဲ့ကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းအမျိုးအစားကိုလည်းမှတ်မိတယ်နောက်တစ်ခုကကိုယ့်ရဲ့လုပ်ငန်းနဲ့ဆက်ဆက်တဲ့ trend တွေကို join မှာတချို့က trend join နဲ့ trend join နေဆိုလို့ရှိရင်ဆိုင်ဆွတ် join နေအဲ့လိုဆိုင်ဆွတ် join တော့ပြီးခဲ့တဲ့ဗီဒီယိုမှာပြောခဲ့သလိုပဲဟိုကိုယ့်ရဲ့ brand image ကတက်မလာဘဲနဲ့ပိုတော့ဆိုးသွားတာမျိုးဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ brand နဲ့ဆိုင်နေဆိုတဲ့ trend လေးတွေကိုတော့ like ပြီး join မှာဒါကကိုယ့်ရဲ့လုပ်ငန်းကိုလူတွေပို့ပြီးတော့မှတ်မိစေပါနံပါတ်5အနေနဲ့ကတော့ကျွန်တော် Facebook ကလူတွေကိုအဓိကပြောချင်တာပေါ့နော်ဗီဒီယိုကိုမဖြစ်မနေတင်ဒီနေ့ခေတ်မှာလူတွေဟာစာဖတ်တာတဲ့ဗီဒီယိုကြည့်ရတာပို့ပြီးတော့အားတန်တာကြတယ်စာဖတ်တာကိုကြိုက်တဲ့လူတွေလည်းရှိနေတယ်နော် ACC ဖတ်ချင်တဲ့လူတွေရှိတယ်ဒါပေမဲ့ပြောချင်တာကဗီဒီယိုကို attention ပေးတဲ့လူကတော်တော်လေးများလာပြီဖြစ်တယ်ဒါကြောင့်မို့လို့ဗီဒီယိုတွေကိုကျွန်တော်တို့တင်ဟန်အောင်ကြိုးစားပါဆိုတော့ကျွန်တော်ဒီကနေ့ပြောခဲ့တဲ့၅ချက်ကိုပုံမှန်လုပ်သွားမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အတိုင်းအတာတစ်ခုတရက်ထဲနဲ့တော့မသိတာဘူး2ရက်ထဲနဲ့တော့မသိဘူးကျွန်တော်တော့မှ TikTok မှာတစ်လကျော်မှလူနည်းနည်းလေး awareness ရလာတာဖြစ်တယ်ဒါတော့ကြားထဲမှာကျွန်တော်ရက်သွားပြန်ပြီကျွန်တော်တို့ရဲ့ပေးနေတဲ့ content quality ကျွန်တော်တို့ပေးနေတဲ့စေတနာတွေပုံမှာမူတည်ပြီးတော့တစ်လကြာရင်ကြာမယ်2လကြာရင်ကြာမယ်3လကြာရင်ကြာမယ်အဲ့တော့အတွက်မှာတော့မိတ်ဆွေရဲ့လုပ်ငန်းဟာအတိုင်းအတာတစ်ခုထိလူသိလာမှာ attention ရလာမှာဖြစ်တယ်အဲ့ဒီကမှသင်ပြီးတော့ sale ကိုလည်းရောက်လာကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်ဗျာ